ကျင့်ကောင်းတဲ့ပုဂ္ဂိုလ်ကမေတ္တာပို့ရင်အရှင်မြတ်စွန့်တယ်ဆရာတော်မန္တလေးရောက်ချင်းပဲအဲ့ဒီကမတွေကကိုယ်အိမ်နာကိုယ်ကမတွေအိမ်နာနေတယ်ဗျာမိမိလှမ်းကြည့်တော့မိရလောင်းတာဟာဒုက္ခပဲခုမှလေမောဆင်းလာရှိတဲ့ဟိုတယ်စာကူရာဟိုတယ်မှာလှမ်းကြည့်တော့မိတယ်ဆရာတော်ဘုရားတဲ့တရားဝဲနေပြီတခုလေးဗိုက်ထဲဦးထဲမတမဟိုနေအင်ရှူဝါလေးရှိတယ်အခုနပြောတော့ဘာညာရှိတယ်ပေါ့ဗျာဒိညာခဏနေဦးအဲ့ဒါကြည့်ပြီးတော့ဟာဟိုတာတော့ပိတ်စွန့်ရင်စွန့်ပါစီဗျာမိတက်ကလည်းမြင်မြင်လာပါစီဟာလေရက်တိုက်တာအချိန်ကလည်းအချိန်ကောင်းကြီးဆရာမနော်ပြည့်စက်ရုံတာဟာအဲ့ဒါပြည့်စက်ရုံတာမိကြီးစက်လို့ပြည့်စုံမလေးလောင်စာကြီးပဲလေအဲ့ဒါကြမှာအာတန်တိဘကပါရဏတန်တိဘာရအောင်စနမာရာပိရဇနေခန္ဓာဇာရဝရပရိကမမစိုးပြစွန့်နေဗျာဟောအဲ့ဒါလေးကြည့်လို့ရွတ်တော့မိနစ်20လောက်ကျတော့မိကိုတွေကဖြူသွားတာအမလေးတော်သေးတယ်ကိုယ်ကမတွေလည်းအဲ့ဒါမှပိတ်ပြီးဆိုတော့အနိဋ္ဌာယုံနေမတွေ့ပြရစေနဲ့တလျှောက်လုံးအားတိုင်းတရိယာတိုင်းဆိုတော့အကျင့်ကောင်းတဲ့အရှင်ဘုရားမျိုးလေးတွေဖြစ်စေခြင်းနောက်မှဘွဲတွေတန်းစီပြီးတော့ဘွဲတွေအများကြီးရှိပြီးတော့အိတ်တာမစ္စရိယစိတ်တက်မကောင်းရင်လည်းအရှင်များတို့မေတ္တာပို့တာမစွန့်ဘူးတရားဓမ္မတွေကိုစွန့်ရင်ကိုကျင်တရားကောင်းပါဒီကိုယ်လေးကဓမ္မစရိယတန်းမရှိတယ်ပရမကြီးတန်းသူ့ကိုကျင်တရားကောင်းဆုံးပါစမတော့ဆိုတာစက်မလုပ်တော့အဲ့ဒါဒါဘိုးချုပ်သေးသူသေးသားတွေလည်းဆရာတို့တရားကိုတွေကိုတရားသူများကိုလည်းဖွင့်ပြဒီတရားတွေနာတဲ့ဓမ္မစရိတရားမှကောင်းတယ်ငါတရားမှနာငါမှပင့်ငါမှကြည်မပြောဘယ်တော့မှမပြောကောင်းမြတ်တဲ့တရားဆိုရင်ဘယ်ဆရာတော်ပဲဟောဘသူလူပဲပြောနာယူပါကျင့်သုံးပါလိုက်တာပါငါဆွဲနဲ့မလုပ်ပါနဲ့ဟုတ်ပြီနော်ကြည့်အောင်